လဲပြီမှာ12နှစ်လုံးမီးရဲ့သွေးသွန်တာဆွဲတဲ့မိန်းမပြန်ကျမ်းမာလာတဲ့အကြောင်းနဲ့12နှစ်အရွယ်ကလေးတေယာကနေပြန်ရှင်လာတဲ့အကြောင်းနားထောင်ကြည့်ရအောင်အရှင်ယေရှုဂါလိလဲပြည်ကိုပြန်ရောက်လာတဲ့အခါမှာစောင့်မျှော်နေတဲ့လူတွေကကိုရောကိုလှိုက်လှိုက်လင်းလင်းကြိုဆိုကြတယ်အဲ့ဒီအချိန်မှာယာဣရုလို့ခေါ်တဲ့ဝိပုယတရားစီရင်မှုကကိုရောရဲ့ခြေတော်ရင်းမှာပြက်ဝတ်ပြီးသူ့ရဲ့12နှစ်အရွယ်တူဦးရီသောသမီးလေးဟာသေလူမျိုးပါဖြစ်နေလို့သူ့ရဲ့အိမ်ကိုရောကြွလာပေးဖို့တောင်းလျှောက်လိုက်တယ်ဒီလိုနဲ့ကိုရောဟာသူနဲ့အတူလိုက်သွားပြီးလူအုပ်ကြီးကလည်းနောက်တော်လိုက်ရင်ကိုရောကိုတိုးဝိမိကြတယ်အဲ့ဒီလူအုပ်ကြီးထဲမှာ12နှစ်လုံးမီးရဲ့သွေးသွန်တာဆွဲနေတဲ့မိန်းမတစ်ယောက်ရှိနေတယ်သူဟာဥစ္စာရှိသမျှအကုန်သုံးပြီးဆရာဝန်တွေစီမှာဆေးကုသပေမဲ့ယောဂမပြောက်ဘူးအဲ့ဒီမိန်းမဟာကိုရောရဲ့နောက်တော်ကိုရောက်လာပြီးအဝတ်တော်ရဲ့အစွန်းကိုတိုးလိုက်တာနဲ့သူ့ရဲ့သွေးသွန်တာယောဂါဟာချက်ချင်းပျောက်သွားတယ်အရှင်ယေရှုကငါ့ကိုဘယ်သူတို့တာလဲလို့မေးလိုက်တော့လူတွေကမတို့တဲ့အကြောင်းပြန်ပြောကြတယ်ဒီချိန်မှာပေတရုနဲ့အပေါင်းဖော်တွေကအရှင်ဖေဟာလူအများကြီးကကိုရောကိုတိုးဝေနေကြတာငါ့ကိုဘယ်သူကတို့တာလဲလို့ဘာလို့မေးနေတာလဲဆိုပြီးပြန်လျှောက်ကြတယ်အဲ့ဒါနဲ့အရှင်ယေရှုကတယောက်ကတော့ငါ့ကိုတို့တယ်ငါ့ကိုကနေတကိုးထွက်သွားတာကိုငါသိလိုက်တယ်လို့မိန့်တော်မူတယ်ဒါနဲ့အဲ့ဒီမိန်းမဟာသူပုံနေလို့မရတော့ဘူးဆိုတာကိုသိလို့ကိုရောရှိမှတုန်လှုပ်ပြက်ဝတ်ပြီးအဝတ်တော်ကိုတိုးရတဲ့အကြောင်းနဲ့သူယောဂပျောက်သွားတဲ့အကြောင်းကိုလူတွေရှိမှဝန်ခံလိုက်တယ်အဲ့ဒီအခါကိုရောကလည်းငါသမီးတင့်ရဲ့ယုံကြည်ခြင်းကတင့်အနာကိုပျောက်စေပြီစိတ်ချမ်းချမ်းသာသာနဲ့ပြန်သွားပါလို့မိန့်တော်မူလိုက်တယ်အဲ့ဒီလိုအရှင်ယေရှုပြောနေတဲ့အချိန်မှာပဲယာဣရုအိမ်ကလူတစ်ယောက်ရောက်လာပြီးကိုရောရဲ့သမီးသေသွားပါပြီဆရာကိုထပ်ပြီးဒုက္ခမပေးပါနဲ့တော့လို့ယာဣရုကိုပြောလိုက်တယ်အရှင်ယေရှုကအဲ့ဒီစကားကိုကြားတော့ယာဣရုကိုမစိုးရိမ်နဲ့ယုံကြည်တဲ့စိတ်သာရှိပါအဲ့ဒီလိုယုံကြည်ရင်သူဟာပြန်ကောင်းလာလိမ့်မယ်လို့မိန့်တော်မူတယ်ယာဣရုအိမ်ကိုရောက်တဲ့အခါကိုရောကပေတရုယာကုပ်ယောဟန်နဲ့မိန်းမငယ်ရဲ့မိဘကလွဲပြီးတခြားဘသူကိုမှအထဲကိုဝင်ခွင့်မပြုဘူးအဲ့ဒီမှာလူတွေကငိုကြွေးမိတမ်းနေကြတယ်ကိုရောကအဲ့ဒီလူတွေကိုမငိုကြနဲ့သူငယ်ကသေတာမဟုတ်ဘူးအိပ်ပျော်နေတာပါလို့ပြောတဲ့အခါသူငယ်သေတာကိုသိထားတဲ့လူတွေကကိုရောကိုလှောင်ပြောင်ကြတယ်ကိုရောကအဲ့ဒီလူအားလုံးကိုအပြင်ထွက်စေပြီးမှသူငယ်ရဲ့လက်ကိုကိုင်ပြီးသူငယ်ထားပါလို့မိန့်တော်မူလိုက်တာနဲ့သူငယ်ရဲ့ဝိညာဉ်ဟာပြန်ဝင်လာပြီးချက်ချင်းထလာတယ်အဲ့ဒီနောက်သူ့ကိုစားစရာပေးလိုက်ပါလို့မိန့်တော်မူလိုက်တယ်မိဘတွေလည်းအံ့ဩပြီးတွေ့ဝေသွားကြတယ်ကိုရောကဒီအကြောင်းကိုဘသူ့ကိုမှမပြောဘူးတားမြစ်လိုက်ပါတယ်ဒါကတော့ရှင်လုကာအခန်း၈အပိုက်ငယ်40မှ56ထိဖြစ်ပါတယ်